ဒီရုပ်ဆိုးတဲ့မိန်းမတစ်ယောက်ကမိဘမဲ့ကလေးတွေရှိတဲ့အိမ်ကနေချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ကိုမွေးစားခဲ့ပါတယ်။သူမဟာကလေးမလေးကိုနေတိုင်းနိုးနဲ့ရေချိုးပေးပြီးညနေမှောင်လာတာနဲ့အိတ်စေခဲ့တယ်။ဒါအားလုံးကကလေးမလေးကိုရုပ်ရည်ချုံမောလှပလာအောင်လို့ပါမိန်းကလေးကအသက်20ပြည့်တဲ့နေ့မှာတော့အရန်ပျော်ရွှင်စွာနဲ့အချမ်းသာဆုံးယောက်ျားကကျမကိုလက်ထပ်ဖို့တောင်းဆိုလာတယ်လို့မိခင်ကိုပြောခဲ့တယ်။ဒါပေမဲ့မိန်းကလေးမမျှော်လင့်ခဲ့တာကမိခင်ရဲ့အကြံအစီပဲဖြစ်တယ်။မိခင်ကမျက်နှာပြောင်းနိုင်တဲ့ပိုးတကောင်ကိုမိန်းကလေးကိုအတင်းအကျပ်မျိုးချစေခဲ့တယ်။သူမဟာကိုခန္ဓာကိုပြောင်းပြီးချမ်းသာတဲ့ယောက်ျားရဲ့ဇနီးဖြစ်ချင်တာပါ။အဲ့ဒီအချိန်မှာမိန်းကလေးကမိခင်ဟာဒီနှစ်တွေတစ်လျှောက်လုံးသူမကိုကိုယ့်အတွက်ပဲမွေးမြူထားခဲ့တာဆိုတာကိုနားလည်သဘောပေါက်ခဲ့ပါတယ်။မိန်းကလေးကဘေးထွက်ဆိုးကျိုးတွေရှိတယ်လို့ပြောချင်ခဲ့ပေမဲ့မိခင်ကလက်ဖြင့်ရိုက်နှက်ပြီးသူမအားမဆန့်ကျင်ဖို့ချိန်ချောက်ခဲ့တယ်။အချင်းချင်းရန်ဖြစ်နေကြချိန်မှာမိန်းကလေးကမိခင်ရဲ့အဆောင်တစ်ခုကိုဖြုတ်လိုက်မိပြီးအဲ့ဒါဟာသူမအမရဲ့အမွေနှစ်ဖြစ်နေတာကိုတွေ့သွားတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အမလည်းမိခင်ရဲ့လက်ထဲမှာပဲတည်ဆုံးခဲ့တာဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဒါကိုမြင်ပြီးသူမစိတ်ထဲမှာဒီမျက်နှာကိုအယမ်းလိုချင်ငါပေးမယ်လို့ပြောလိုက်တယ်။အဲ့ဒီလိုနဲ့နှစ်ယောက်စလုံးပိုးကိုတပြိုင်နက်မျိုးချလိုက်ကြတယ်။မိခင်ကနာကျင်စွာအော်ဟစ်ခဲ့ပေမဲ့မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်သူမဟာမိန်းကလေးရဲ့ပုံစံကိုပြောင်းသွားခဲ့တယ်။မှန်ရှိမှလူငယ်ဆန်တဲ့မျက်နှာကိုမြင်ပြီးမိခင်ကအယူလိုရေမောခဲ့တယ်။ဒါပေမဲ့ဒါဟာမိန်းကလေးရဲ့ထောင်ချောက်ဖြစ်တယ်ဆိုတာကိုမသိခဲ့ဘူး။ခဏနောက်မှာမိခင်ကမျက်နှာဆိုးနဲ့ကြံနေတဲ့မိန်းကလေးကိုသတိရသွားပြီးလုံခြုံရေးအတွက်သူမကိုနှုတ်ပိတ်ဖို့စီစဉ်လိုက်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးအချိန်မှာပဲချမ်းသာတဲ့ယောက်ျားကလက်ထပ်ဖို့ရောက်လာခဲ့တယ်။မိန်းကလေးကသူ့အကြောင်းစုံကိုပြောပြချင်ခဲ့ပေမဲ့အတန်ကမိခင်ရဲ့အတန်ဖြစ်နေပြီဖြစ်တယ်။မိခင်ကချက်ချင်းသတိပေးပြီးစကားမပြောဖို့ပြောခဲ့တယ်။မိန်းကလေးကစိတ်ကိုထိန်းထားရုံပဲလုံနိုင်ခဲ့တယ်။ချမ်းသာတဲ့ယောက်ျားကတခုခုမမှန်ဘူးလို့ခံစားလာတယ်။သူသိတဲ့မိန်းကလေးကဒီလိုမဟုတ်ဘူး။ထို့ပြင်မိန်းကလေးရဲ့မိခင်ကသူ့ကိုကြည့်တဲ့အမြင်ကထူးထူးဆန်းဆန်းရင်းနှီးနေတယ်လို့ခံစားရတယ်။မိခင်ကချက်ချင်းစကားဖြတ်ပြီးအခြေအနေကိုထိန်းလိုက်တယ်။မကြခင်လက်ထပ်မဲ့နေ့ရောက်လာခဲ့တယ်။9 ရက်ကြာပြီးတဲ့နောက်မိခင်ကမင်္ဂလာဝတ်စုံကိုဂုဏ်ယူစွာဝတ်ဆင်ခဲ့ပြီးမိန်းကလေးကတော့မျက်နှာကိုခြုံကအမှောင်ထဲမှာလက်စားချေဖို့စောင့်နေခဲ့တယ်။မိခင်မသိတာကအဲ့ဒီပိုးရဲ့အာနိသင်က9 ရက်ပဲခံတာပါ။လူတိုင်းကသူတို့သမီးထွက်လာဖို့စောင့်နေကြချိန်မှာမိခင်ကမိန်းကလေးရဲ့မျက်နှာနဲ့စင်ပေါ်ကိုရှောက်လာခဲ့တယ်။ဒါပေမဲ့တချို့ကသတိထားမိပြီးသားဖြစ်နေပြီးသူမရဲ့သပင်တွေကဖြူလာနေခဲ့တယ်။လက်စွပ်တက်ပေးတဲ့အချိန်မှာချမ်းသာတဲ့ယောက်ျားကသူတို့သမီးရဲ့လက်တွေဟာကျန်းတန်းနေတယ်ဆိုတာကိုတွေ့သွားတယ်။အဲ့ဒီအခိုက်အတန့်မှာပဲပိုးရဲ့အာနိသင်လုံးဝပျောက်ကွယ်သွားခဲ့တယ်။နောက်ဆုံးမှာတော့မိခင်ရဲ့မျက်နှာကချက်ချင်းပျက်စီးသွားပြီးမူလရုပ်ဆိုးတဲ့ပုံစံကိုပြန်လည်ပြောင်းသွားခဲ့ပါတယ်